ချက်မွေးတဲ့သူတိုင်းသတိထားရမယ့်ယောဂတစ်ခုရှိပါတယ်အဲ့ဒါကတော့ချက်ပွဲပါချက်ပွဲဆိုတာအရေးပြားပေါ်ကိုမှုတ်ပို့ဝင်ပြီးဖြစ်လာတဲ့ယောဂဖြစ်ပြီးအချိန်မီမကုဘူးဆိုရင်ချက်တကောင်လုံးကိုပြန့်သွားနိုင်ပါတယ်အရင်ဆုံးအပြင်ပွဲအကြောင်းပြောပါမယ်အပြင်ပွဲရဲ့လက္ခဏာကတော့အမွှေးကြိုးပြီးအဖြူရောင်မိခိုးရောင်အဝိုင်ဆက်တွေပေါ်လာတာပါအရေးပြား6ပြီးဖူးဖူးလေးတွေဖြစ်တတ်ပါတယ်ဒီအဆင့်ကတော့အချိန်မီကုရင်9ရက်ကနေ10ရက်အတွင်းပြောင်းနိုင်ပါတယ်အရင်ဆုံးပွဲနေရာကိုဘက်တဒီနဲ့တန့်စင်ပါပြီးရင်6အောင်ထားပါအဲ့ဒီနောက်ကီတိုကိုနာဆိုခရင်စကန်နာကိုမနက်တစ်ချိန်ညတစ်ချိန်ပပလိမ့်ပေးပါအနည်းဆုံး9ရက်ဆက်တိုင်လုပ်ရပါမယ်မြန်မာရိုးရိုးဆေးနီးကတော့ကျွန်းရွက်ပြားချလိမ့်တာတမရိုင်းနဲ့စားကိုအသုံးပြုပြီးပွက်ပေးတာတော့လုပ်ပေးလို့ရပါတယ်နောက်တစ်ခုကအတွင်းပွေးအကြောင်းပါအတွင်းပွေးဆိုတာပွေးဘိုးကအရေးပြားအောက်ထိဝင်သွားတဲ့အခြေအနေပါဒီအခါလိန်စေးတစ်မျိုးတည်းနဲ့မလုံလောက်တော့ပါဘူးပွေးကပြန်ထွက်တတ်ပြီးကြက်အလွန်အားနေတော့ပါတယ်အပြင်မှာတော့ကီတိုကိုနာဆိုခရင်ကိုဆက်လင်းရပါမယ်အတွင်းမှာတော့ Griseofulvin သို့မဟုတ် Ketoconazole စားစေးကိုနေ့စဉ်9ရက်ကနေ10ရက်တိုက်ပေးရပါမယ်အတွင်းပွေးဖြစ်ရင်တော့မြန်မာယူရာနီးဒီနဲ့လုံးဝကုသလို့မရပါဘူးမဖြစ်မနေထိုင်းစေးသို့မဟုတ်အင်္ဂလိပ်စေးသွင်းပေးဖို့လိုပါတယ်မဟုတ်ရင်တော့ကြက်ပစ္စည်းဆုံးရှုံးရနိုင်ပါတယ်စေးတိုင်နေချင်းကိုကန်အားကျနိုင်လို့ B1 စစ်တွေကိုတွဲတိုက်ပေးဖို့မမေ့ပါနဲ့မှတ်ထားပါကြက်ပွေးကိုအစပိုင်းမှာကုရင်လွယ်လွယ်နဲ့ပျောက်နိုင်ပေမဲ့လစ်လူရှုထားရင်ကြက်တကောင်လုံးဆုံးရှုံးနိုင်ပါတယ်